အေဂျင့်မောင်တို့ရောသူမလဲရတနာတို့အမတီရီဆိုတော့ကျွန်တော်တို့အများကြီးပဲပေါ့နော်အဲ့မှာဒါကတော့အိမ်အောင်ဇက်ကားဆိုရင်ပဲအရှိမကျွန်တော် only you နဲ့အိမ်မက်ထဲအိမ်မက် season 1အရှိမနှစ်ကားကျဒါကတော့ကျွန်တော်ရဲ့ဇက်လန်တွေ3ကားမြောက်ပေါ့နော်ကျွန်တော် Model Academy ပြီးတော့ကျွန်တော်ဒီအလုပ်တွေလုပ်ရင်းနဲ့မှာ COVID ကာလလေးဖြစ်လာတော့ကျွန်တော်တို့ဘယ်သူမှလုံးလုံးခွင့်မရတဲ့ခါကျတော့အကုန်လုံးစိတ်တွေလေနေတဲ့အချိန်မှာပေါ့နော်စိတ်တွေလေနေတဲ့အချိန်မှာဆိုရင်လည်းကျွန်တော်စတော့ဒီတိုင်းပဲနိုင်ငံခြားသွားပြီးတော့ပဲဟိုမှာရရလို့ကိုလုပ်တော့မယ်ဆိုတော့စဉ်းစားရတဲ့အချိန်မှာမှဒီ2021မှာမှဒီမဟာကနေပြီးတော့မောက်ပြီးပြုံးချီကကျွန်တော်ဆက်သွယ်လာတဲ့အချိန်မှာcasting လေးလည်းဝင်ပေးပါတော့ဒီ only you ဆိုတဲ့ဇာတ်ကားလေးအတွက်ကျွန်တော်တို့ဆက်လက်ရိုက်မဲ့ဒီဇလန်တွဲတွေအတွက်သူကမင်းသားအတေရွေးရပေါ့နော်အဲဆိုအဲဒီတုန်းကကိုအေဂျင့်မောင်တို့ရောသူမလဲရတနာတို့အမတီရီဆိုတော့ကျွန်တော်တို့အများကြီးပဲပေါ့နော်အဲဒီမှာကျွန်တော်ရေးခင်ရတယ် only you မှာ director ကိုဝင်းလင်းထဲရိုက်ကိုရတာကျွန်တော်ရဲ့ပထမအဦးဆုံးဇလန်တွဲဒါကိုဘဝအတွက်ပထမအဦးဆုံးမင်းသားဖြစ်တာပေါ့နော်actor ဖြစ်တာပေါ့actor ဖြစ်တာဒါ only you ကကျွန်တော်ရဲ့အစားအဲ့ဒီအခွင့်အရေးပေါ်လာတဲ့ခါကျတော့လည်းလက်မလွတ်ချင်ပြန်ရောကျွန်တော်တို့အနုပညာသမားဆိုတော့တည်ရတဲ့အတိုင်းပဲလူရာတည်ရင်တည်သွားမယ်ဒီပိုးရမတည်ဘူးအဲ့လိုမျိုးခွင့်ရရလာခေါ်ကြလှုပ်ချင်ပြန်ရောဘလောက်ပဲအပြင်မှာအလုပ်ထွက်လုပ်မယ်လို့ပဲစဉ်းစားဒီအလုပ်ကိုပဲပြန်လှုပ်ချင်တာဒါအနုပညာသမားတိုင်းရဲ့စိတ်ပဲပေါ့နော်